အားလုံးပဲမင်္ဂလာပါရှင်။ Audio Board ပိုင်း OOSP ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့သဲရင်ကူကဆရာလေးဒေါ်ညောင်တုံးအပိုင်း1ကိုစီစဉ်တက်ဆက်သွားပါမယ်။ကျွန်ုပ်ဒီသဲရင်ကူတွင်တရားထိုင်ခဲ့စဉ်ကတရားထိုင်တရားပြဆရာလေးများစွာနဲ့တည်ကျမ်းခဲ့ပါတယ်။မူလသဲရင်ကူဆရာတော်ကြီး၏အားထားရသောဆရာလေးများသည်ဆရာတော်ကြီးနေအဝေးကတရားပွဲတိုင်းကိုတရားလိုက်ပြကြပါတယ်။တရားထိန်လုပ်ကြပါတယ်။သူတို့ဟာဆရာတော်ကြီး၏ဤစနစ်အတိုင်းတရားကျင့်ခဲ့တဲ့သူများတရားထူရခဲ့တဲ့သူများပါ။အတိတ်ကံပါရမီကြီးမားသူများဖြစ်ပေတယ်။1960ကျော်တုန်းကညောင်တုံးမြို့မှာဆရာတော်ကြီးတရားလာပြစဉ်10တန်းကျောင်းသူဘဝနဲ့တခါတည်းဆရာလေးဝတ်ပြီးဆရာတော်ကြီး၏နောက်သို့လိုက်ခဲ့ကပါရမီကြီးလာတဲ့အသားအဖြူဖြူအရက်ကမြင့်မြင့်စကားပြောရင်အေးဆေးတည်ငြိမ်သောအိန္ဒြေသိက္ခာအပြည့်ရှိသူမိန်းကလေးတူရှိခဲ့ပူပါတယ်။မိဘများကတော့သီလရှင်ဝတ်ဖို့လုံးဝသဘောမတူခဲ့ပါဘူး။ထိုအခါမိန်းကလေးကဆရာတော်ကြီးနဲ့မိဘနှစ်ပါးရှိမှသစ္စာရေးတောက်ပြပြီးသစ္စာဆိုပါတော့တယ်။ကျမသည်သီလရှင်ဘဝနဲ့တရားအထုတ်ပါမည်။ယခုဘဝ၌ကျမသည်32ပုံမှာနောက်ဆုံးဘဝဖြစ်ပါစေသာ။အကယ်၍ဂတိမတိ၍လူထွက်ခဲ့သောချက်ချင်းသွေးအံ့၍သေပါစေသာလို့သစ္စာဆိုပါတော့တယ်။ပြင်းထန်လွန်းသောပြတ်သားလွန်းသောပါရမီရှင်ကြီး၏သစ္စာပြုချက်ကြောင့်မိဘနှစ်ပါးမှာမျက်ရည်ကျပြီးခွင့်ပြုရပါတော့တယ်။ဆရာကောင်းနဲ့တွေ့ချိန်အသေးအကျေတရားကျင့်ခဲ့ရာတတိယမှတ်တရားထူးကြီးကိုရပါတော့တယ်။ကျွန်ုပ်ကိုလည်းတရားရဖို့အဆင့်ဆင့်ကိုမကြာခဏပြောပြပြီးဆုံးမခဲ့ပါတယ်။ကျွန်ုပ်ကိုတရားပြတိုင်းဝေဒနာတွေဟာလှိုင်းလုံးတွေပေါ်မှာလွတ်မျောနေတဲ့တစ်တုံးပမာသဘောထားပြီးသူ့သဘောတူဖြစ်နေတာကိုပဲမှန်လို့ဆရာလေးကမကြာခဏပြောခဲ့ပါတယ်။တခါလေးငယ်စဉ်ကလေးကယောဂပါလာတယ်မလား။အဲ့ဒါဘာကြောင့်လဲသိလား။တခါလေးကလေချစ်တီးဘဝတုန်းကလှုပ်ခဲ့တဲ့အကုသိုလ်အကြောင်းတရားကြောင့်လို့ကျွန်ုပ်ကိုအတိတ်ဘဝကိုပြောပြီးတော့လဲတရားပြခဲ့ပါတယ်။အကုသိုလ်မလုပ်ရဲအောင်အတိတ်ဘဝနဲ့ရှင်းပြီးဆုံးမခဲ့ပါတယ်။ကျွန်ုပ်ကိုတရားပြတိုင်းချစ်တီးဟူတာတိုးတိုးလေးအနာကပ်ပြီးပြောလေးရှိပါတယ်။ကျွန်ုပ်ကအတိတ်ဘဝတုန်းကမိန်းမနဲ့ကလေးနှစ်ယောက်ကိုပြစ်ပြီးရသေးထွက်ဝတ်တော့အဲ့ဒီမိန်းမနဲ့ကလေးနှစ်ယောက်ကအကြီးအကျယ်ဒုက္ခရောက်ခဲ့ရတယ်။ဒါကြောင့်ဒီဘဝမှာဒီဝိကျွေးတွေကိုဆက်ရအောင်မယ်နော်လို့အတိတ်ဘဝကိုပြောပြီးတော့လည်းတရားပြခဲ့ပါတယ်။ကျွန်ုပ်ကိုဆရာလေးအရင်အတိတ်ဘဝတုန်းကရဲမက်ဖို့ဖြစ်ခဲ့တာဒီတဲရင်နယ်မှာပဲကျူးကျော်အိမ်တွေကိုမိမ့်နဲ့ဖျက်ဆီးခဲ့တယ်။ဒါကြောင့်ဆရာလေးကတဲရင်နယ်ကနေနှင်ထုတ်ခံရတဲ့ဝိကျွေးကိုဆက်ခဲ့ရတယ်လို့ဆုံးမပြောဆိုခဲ့ပါတယ်။ကျွန်ုပ်ကိုလည်းရဲမက်ဘူတွေထဲမှာတကားကြီးလည်းအတူတူပဲလေတကားကြီးလည်းဒီဝိကျွေးတွေဆက်ရအောင်မယ်နော်လို့ပြောခဲ့ပါတယ်။ယနေ့မှာတော့ဆရာလေးပြောတဲ့အတိုင်းကျွန်ုပ်ကဝိကျွေးများအားလုံးကိုတရားအားထုတ်ရင်းနဲ့ဆက်ခဲ့လို့ပြီးပါပြီ။